အဲ့ဒီလူကဆွဲသီးကိုတိုးတိုးလေးလှည့်လိုက်တဲ့အခါမှာသူမရဲ့ဝိညာဉ်ဟာသူ့စီကိုချက်ချင်းပြန်ဆွဲခေါ်ခြင်းခံလိုက်ရတာပါပဲသူမဇဝေဇဝါဖြစ်ပြီးထွက်သွားဖို့ပြင်ပေမဲ့ဆွဲသီးကြောင့်နောက်တစ်ခါပြန်ဆွဲခေါ်ခံလိုက်ရပြန်ပါတယ်ဘာတွေဖြစ်နေမှန်းသူမလုံးဝကိုနားမလည်နိုင်တော့ပါဘူးသူမမသိတာကတော့ဒါတွေအားလုံးဟာသူမယောက်ျားရဲ့လှုပ်ဝက်မော်ပညာတွေဖြစ်ပါတယ်သူတို့ပြန်လာတဲ့အချိန်မှာတော့အဆက်မရှိတဲ့မင်းသမီးကအဲ့ဒီလူရဲ့အနာကိုအတင်းကပ်လာပါတော့တယ်အမျိုးသမီးကတော့သူမကိုဒေါသတကြီးနဲ့ချိန်ဆဲယုံကလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးသူတို့အိမ်ရောက်တဲ့အခါမှာတော့သူမရဲ့မိဘတွေကတကားကိုထုရိုက်ပြီးသမီးဖြစ်သူရဲ့အသက်ကိုပြန်ပေးဖို့တောင်းဆိုနေကြပါတယ်ဇနီးမောင်နှံအဖိုးကြီးအဖွားကြီးဟာသူတို့သမီးတည်ဆုံမှုအတွက်လက်စားချေဖို့တကားဝမှာဒူးထောက်နေကြတာပါဒါပေမဲ့မင်းသမီးကတော့သူတို့ကိုကွပ်မျက်ဖို့စစ်တီတွေကိုခေါ်လိုက်ပါတယ်အဲ့ဒီလူကသူမကိုတားလိုက်ပါတယ်မင်းသမီးကတော့မကြေမနက်ဖြစ်သွားတာပေါ့သူကဘာလို့သူ့မိမကိုမြုပ်နှံပေးတာလဲမိဘတွေကိုတတ်တာကိုရောဘာလို့တားတာလဲဆိုပြီးသူမကမေးခွန်းထုတ်ခဲ့တာပါသူကသူမနဲ့မခွဲနိုင်သေးလို့လားအဲ့ဒီလူကတော့တီတီငြိမ်ငြိမ်ပဲဆက်နေပြီးရှင်းပြခဲ့ပါတယ်သူတို့ရဲ့မင်္ဂလာပွဲကနီးနေပြီဖြစ်လို့တွေးထွက်တန်ယူဖြစ်တာမျိုးကမကောင်းဘူးလို့ပြောလိုက်တာပါသူတို့ကိုနေဘက်ကိုပဲပို့လိုက်တာကပိုကောင်းပါလိမ့်မယ်မင်းသမီးကခိတ္တစဉ်းစားပြီးသဘောတူလိုက်ပေမဲ့အခြေအနေတစ်ခုတော့ထပ်တိုးလိုက်ပါတယ်သူမသဘောတူဖို့အတွက်သူကိုယ်တိုင်အဲ့ဒီအမျိုးသမီးရဲ့မိဘတွေကိုအဆက်ခွဲရမယ်ဆိုတာပါပဲဒါဟာသူတို့ကိုကယ်တင်နိုင်မဲ့တစ်ခုတည်းသောနီလန်းဆိုတာကိုဒီလူသိနေခဲ့ပါတယ်ဇနီးမောင်နှံကတော့တိတ်ခါမရှိတဲ့လူဆိုပြီးသူ့ကိုချိန်ဆနေကြတာပေါ့အမျိုးသမီးကအတိတ်ကိုပြန်တွေးမိသွားပါတယ်သူမယောက်ျား6ထဲပြုတ်ကျပြီးတေလူနီးပါးဖြစ်နေချိန်မှာသူမကကယ်ခဲ့တာဖြစ်ပြီးသူမရဲ့ကျင်နာမှုကြောင့်သူတို့လင်မယားဖြစ်ခဲ့ကြတာပါအဲ့ဒီနောက်မကြခင်မှာပဲသူကစစ်ပွဲတဲကိုတွားခဲ့ပါတယ်3နှစ်ကြာတော့သူကအောင်ပွဲခံပြီးပြန်လာခဲ့ပေမဲ့သူမအပေါ်ထားတဲ့သူ့ရဲ့အချစ်တွေကတော့မပြောင်းလဲခဲ့ပါဘူးမကြခင်မှာပဲသူကစစ်သူကြီးအဖြစ်ခန့်အပ်ခံရပြီးအင်ကြီးအိမ်ကောင်းတစ်လုံးကိုချီးမြှင့်ခံခဲ့ရတာပါသူတို့နှစ်ယောက်ထာဝရပျော်ပျော်ရွှင်ရွှင်နေသွားရတော့မယ်လို့သူမထင်ခဲ့မိတာပေါ့ဒါပေမဲ့အခုတော့သူမကတည်သွားပြီဖြစ်ပြီးသူကတော့ကျင်ရတော့ဖြစ်တော့မှာပါသူမရဲ့အဖေကတော့သူ့သမီးရဲ့အသက်ကိုပြန်ပေးဖို့ဒီလူကိုဒေါသတကြီးတောင်းဆိုနေခဲ့ပါတယ်ဒီလူကသူ့ရဲ့ရောက်ခမကိုဘယ်တော့မှမထိရက်ခဲ့ပါဘူးဒါပေမဲ့မင်းသမီးကစွတ်ခိုင်းနေတာကြောင့်သူကစိတ်မပါဘဲနဲ့သူ့ရောက်ခမရဲ့မျက်နှာကိုရိုက်လိုက်ရပါတယ်သူကအဖိုးကြီးအဖွားကြီးကိုမြို့ပြင်ကိုမောင်းထုတ်ဖို့စစ်တီတွေကိုခေါ်လိုက်ပေမဲ့လူကြီးတွေကိုစောင့်ရှောက်ပေးဖို့သူ့တပည့်တွေကိုတိုးတိုးလေးမာလိုက်ပါတယ်အမျိုးသမီးကငိုယိုပြီးလိုက်သွားဖို့ကြိုးစားပေမဲ့ဆွဲသီးကသူမကိုပြန်ဆွဲထားခဲ့တာပေါ့သူမင်းသမီးရဲ့ယထာလုံးထဲဝင်သွားတာကိုသူမကြည့်နေခဲ့ပါတယ်သူ့ကိုကယ်ခဲ့မိတဲ့အတွက်သူမကိုသူမပဲအမြဲတမ်းချိန်ဆနေမိတာပေါ့